ညဘက်ကလေးစားပါအောင်တရက်စာကောင်းမတင်ရအောင်နော်ဆရာမအဲ့ရီးသားစာကိစ္စကိုဖြေရှင်းနေရတာမပြီးဘူးနော်ပညာသင်ရမယ့်အရွယ်မှာမဟုတ်တာတွေတအားစိတ်ဝင်စားတယ်နော်ကြစားကြိုက်တလားကောင်းမဘက်ကကြိုက်တလားသမီး ဟုတ်ကဲ့ဆရာမဘယ်ကောင်းပါလဲဒီမှာစာတစ်စောင်ထပ်ရထားတယ်ခိုင်စုကိုပေးတာတဲ့နော်ဒီနေ့ကတော့အမိဖမ်းမယ်အဲ့ဒီရီးစားစာလက်တယ်ပေါ့ကိုပေါ့စေရမယ်ခိုင်စုလေးချစ်စရာကောင်းတဲ့ခိုင်စုလေးကချစ်စရာပဲကိတ်လေးကိုစားနေတာကောင်းမွန်ဆိုတဲ့ဒီပဲကိတ်ခိုင်စုလေးကအရန်ကြိုက်ခိုင်စုကြိုက်တဲ့ပဲကိတ်ကလေးကိုပေးထားပါတယ်သူပေးရတော့စားအဲ့စာအလေးပေးရဆရာမဟာပေးရငါပေးရတော့ဘူးကွာရငါတန်းတော့ကောင်မလေးပေးပေးမယ်မကြိုက်တဲ့ကောင်မလေးကိုမပေးဘူးလို့ပြောထားတယ်ငါကြိုက်တယ်လို့ဘာလို့ပေးရလဲငါမပေးဘူးလို့ဆိုအဲ့ဆိုဘူးပေးရငါပေးတာငါနင်တို့နှစ်ယောက်ကိုတန်တရားဖြစ်လို့နေလဲကလင်းတူဘူးဆိုပဲနော်ငါမုံဆိုင်နေကုံစုံဆိုင်နေမှာလိုက်မေးပြီးတော့နေတိုင်းကောင်းမွန်ပဲကိတ်သွားဝယ်တာဆိုအလင်းဟမ်နေရောနော်နေပါဦးမြို့ငါမေးပါဦးမယ်စားဘာကိစ္စတန်းလုံးပေးရတယ်တရားမကြိုက်တရားပြန်ကြိုက်အောင်ပါမင်းဟာတူတာဘူးမကြိုက်စာလောက်ရမယ့်အရွယ်မှာစာမလောက်ဘူးမဟုတ်တဲ့ရီးစားစာတွေစိတ်ဝင်စားတယ်နင်တို့เนี่ยကိုကြောင်းအုပ်ကြီးရုံးခန်းထဲကိုပို့မယ်နော်အရင်ဆုံးကြွရှေ့ကိုကြွนี่ก็တော့ထွက်လာခဲ့လို့ပြောနေနော်ကောင်းမွန်ပဲကောင်းခိုင်စုနှာခေါင်းရှိလဲ40ဆရာမဒီသားကမပြီးတော့ပါဘူးဒီသားကမပြီးတော့ပါဘူးခိုင်စုဘယ်နှာခေါင်းရှိပြီလဲသမီးတင်ကြ42မှာ6ကောက်ဆက်လို့ဒီသားကမပြီးတော့ပါဘူးဒီသားကမပြီးတော့ပါဘူး